ကိုယ့်ရဲ့ WeChat account မှာပေါ့နော်ဖုန်းနံပါတ်ကလည်းမရှိတော့ password ကလည်းမမှတ်မိတော့ဘူးအဲ့တော့ဖုန်းနံပါတ်လည်းရှိချင်တယ် password လည်းပြန်သိချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ setting တွေကိုသွားပြီးရင် profile ကိုနှိပ်ဒီနံပါတ်ကကိုယ့်မှာမရှိတော့အဲ့တော့ icon နံပါတ်စာမှာကျွန်တော်တို့ကဒီတခြား SIM card နံပါတ်ပေါ့နော်တခြား SIM card နံပါတ်ကိုလက်ထဲမှာကင်ထားတဲ့ဖုန်းနံပါတ်အတင်နဲ့ပြန်ချင်းရမှာအဲ့ဒါတစ်ဆင့်အဲ့တော့ကျွန်တော်ဒီဖုန်းနံပါတ်ချိန်တဲ့ဥစ္စာလေးကျွန်တော်တင်ပေးထားရပေါ့နော်ဒီဥစ္စာအရင်ချိန်ပြီးသွားရင်နောက်ကိုပြန်ဆုပ်ပြီးသွားပြီဆိုရင်သူကဟိုကစောင့်ရနေဆိုတဲ့9ရက်လားမသိဘူးစောင့်ရလားမသိဘူးတချို့ဟာကြမှာစောင့်တချို့ဟာစောင့်ရတယ်စောင့်လိုက်ပေါ့နော်စောင့်ပြီးသွားပြီဆိုရင်ကျွန်တော် password ပြန်ချိန်ဒီမှာ password ချိန်အဲ့တော့ password ကကျွန်တော်ဒီမှာ forgot password လုပ်မယ်ဆိုရင်ဒီကမသိဘူးဆိုကျွန်တော်ဒီနံပါတ်ရှိရမှာလေအဲ့တော့ဖုန်းနံပါတ်အရင်ချိန်ပြီးသားဖြစ်သွားပြီဆိုတဲ့အတွက်ချိန်ထားတဲ့ဖုန်းနံပါတ်ကို message ပို့လိုက်မယ် message ပို့ပြီးသွားတာ ਨੇ ကျွန်တော်ကဒီမှာ confirm password ဘာညာပြန်ပေးလို့ရသွားပြီပေါ့နော်အဲ့တော့ဒီ password ဟိုပြန်ပေးတဲ့ပုံစံတည်းကျွန်တော်သင်ပေးထားရပေါ့နော်အဲ့တော့ဖုန်းနံပါတ်လည်းမရှိဘူး password လည်းမသိဘူးဆိုတော့ပထမဆုံးဖုန်းနံပါတ်ချိန်ပြီးသွားပြီဆိုတော့မှ password ကိုချိန်ပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့အကောင့်မှာဖုန်းနံပါတ်လည်းပြန်ရမယ် password လည်းပြန်မှတ်မိသွားမယ်ပေါ့နော်